ရောမင်းမှာဘာလဲကွက်တွေရှိသေးလဲကြည့်ရတာပေါ့အာကြီးဒီကိစ္စကိုဘယ်လိုပြောမှလဲငါတို့အိမ်ကိုအပိုင်စီးချင်နေတာတေချာပြီလားတူတော်မောင်အမျိုးတွေကြားထဲမှာစကားကိုအဲ့ဒီလောက်ရိုင်းရိုင်းဆိုင်ဆိုင်မပြောပါနဲ့တွေ့တယ်မဟုတ်လားဒီပတ်စံ9သိန်းကျွေးစာချုပ်ကမင်းမေလွန်ခဲ့တဲ့နှစ်တွေကကိုယ်တိုင်ရေးထားတာမင်းဒီနေ့ပတ်စံထုတ်ပေးနိုင်ရင်ငါစကားတခုမှမပြောဘဲပြန်လှည့်ထွက်သွားမယ်ဒါကြီးကျွန်တော်ပတ်စံဆက်လိုက်ရင်ဒီနေ့ပြန်လှည့်ထွက်သွားမယ်ဆိုတာတေချာလားဒါဘောတူတော်မောင်မင်းမသိတာလည်းဖြစ်နိုင်ပါတယ်ငါလည်းအကြက်ရိုက်လို့ပါနီးလည်းမရှိလို့ပါစက်ယုံကငွေကြေးလက်ပတ်ဖို့အရေးတကြီးလိုအပ်နေတယ်ဘဏ်ကလည်းငါ့ကိုချင်းငွေမပေးဘူးငါမှနီးလက်တစ်ခုခုသာရှိရင်မင်းတို့အိမ်ကိုဒီလိုမျိုးအကြက်ကင်မှာမဟုတ်ပါဘူးလင်းရိုက်မင်းသူ့မိသားစုနဲ့ဘာတွေပို့ပြောနေတာလဲသူ့ရဲ့တနာစရာရုပ်ပေါက်ကိုကြည့်လိုက်အောင်ဟာပတ်စံ9သိန်းထုတ်ပေးနိုင်မဲ့သူနဲ့လည်းမတူပါဘူးโอเคစကားတခုပဲဒီနေ့ဒီအိမ်ကိုမင်းတို့ပေးရင်ပေးမပေးရင်အတေးယူမယ်ကောင်းပြီဘာကြီးဒါခင်ဗျားပြောတာနော်ဖုန်းထုတ်လိုက်ပါဖုန်းထုတ်ပြီးဘာလို့မလို့လဲပတ်စံလွှဲပေးမလို့လေ9သိန်းကိုအခုပဲလွှဲပေးမယ်ဟင်းဟန်ဆောင်မနေပါနဲ့ငါတော့မယုံဘူးလင်းတောင်မင်းတို့အကောင်ကဒီနေ့တကယ်ပဲ9သိန်းရှာနိုင်မယ်လို့အကိုစီမှာဘလို့လို့ပတ်စံတွေအများကြီးရှိနေတာလဲဟုတ်တယ်အားတော်မင်းဘယ်တော့ကပတ်စံ9သိန်းစုထားတာလဲမိနဲ့ညီမလေးကိုပြောပြရရင်ဒီပတ်စံကကျွန်တော်မနေ့ကမှစုမိတာပါဒါကြီးအခုပတ်စံရပြီဆိုတော့လူတွေကိုခေါ်ပြီးငါတို့အိမ်ကနေထွက်သွားလို့ရပြီကောင်းလိုက်တာလင်းတောင်မင်းတို့အိမ်ကပတ်စံ9သိန်းစုမိထားတာကြာလာပြီကိုတမင်တကာမဆက်ပဲဆွဲထားတာပေါ့လေမထင်ရဘူးမင်းတို့မိသားစုကဒီလိုလူတွေဖြစ်နေမယ်လို့ဖွားကြီးခမားပါထက်လုပ်ချင်သေးတာလဲ9သိန်းအရင်ကိုဆက်တယ်ဆိုပါစို့ဒါဆိုဒီနှစ်တွေအတွက်အတိုးကိုဘလို့တွက်မှာလဲအဖွားကြီးခမားဘလို့တွက်ချင်လို့လဲဒီအဖွားကြီးကအယံမုန်းဖို့ကောင်းတာပဲခုနကဘာကြီးကိုယ်တိုင်ပြောခဲ့တာလေအကိုကပတ်စံ9သိန်းပေးလိုက်တာနဲ့ပြန်လက်ထွက်သွားမယ်ဆိုပြီးအခုကျတော့အတိုးထပ်တောင်းနေပြန်ပြီမမကြီးအားတော်ကခုနတင်9သိန်းပေးလိုက်ပြီလေဒီအတိုးကိစ္စကိုအချိန်နဲ့ထပ်ပေးလို့ရမလားအကိုကြီးခမားရောဘာပြောမလို့လဲအားတော်ကဘလို့ပဲဖြစ်ဖြစ်ခမားရဲ့တူပါပဲဒီလောက်ထိအချက်မကင်ပါနဲ့ညီမမင်းဒီမှာလာပြီးစင်းရဲတွေနဲ့ပြမနေနဲ့ခုနကအချိန်တွေကိုလည်းမင်းမြင်သားပဲမင်းတို့အိမ်ကလင်းတောင်ကစကားတခုမှမဆိုပဲ9သိန်းထုတ်ပေးလိုက်တာလေသူ့ကက်ထဲမှာတိမ်ပေါင်းများစွာရှိနေနိုင်တာဒီနေ့ဒီအတိုးကိုတေချာပေါက်ပေးရမယ်မဟုတ်ရင်မင်းတို့အိမ်ကိုသိမ်းစေရလိမ့်မယ်အဖွားကြီးဒီနေ့အတိုးပတ်စံဘယ်လောက်လိုချင်တာလဲမသိဘူးဟင်းမင်းနောက်ထပ်9သိန်းဟက်အတိုး30သိန်းထုတ်ပေးဒါဆိုဒီနေ့ကိစ္စကြေးပေးမယ်ဘာ30သိန်းအတိုးဟုတ်လားအဖွားကြီးခမရတို့ရတဲ့အတိုးကတိုးပေါ်အတိုးထက်တောင်ပိုဆိုးနေပါသေးတယ်9သိန်းကို9နှစ်ချီတာကိုနောက်ဆုံးကြတော့အရင်ရောအတိုးရော15သိန်းဆက်ရမယ်ဟုတ်လားဟုတ်ပါတယ်မမကြီးရဲ့30သိန်းတိုးကများလုံးပါလေနည်းနည်းလောက်လျှော့ပေးလို့မရဘူးလားငါမင်းတို့ကိုပြောလိုက်မယ်30သိန်းအတိုးကပြားစိတ်တစ်စိတ်မှရှုံးလို့မရဘူးဒီနေ့အရင်ရောအတိုးရောမဆက်နိုင်ရင်အိမ်ကိုဖယ်ပေးကြစမ်းဘာကြီးခမရရောဒီသဘောပဲလားလင်းတောင်က